ခမားတို့ရှေ့ကမိမလာလေးတယောက်ကရုတ်တရက်လေပင်ကြီးရှည်ထွက်လာပြီးမွေးတကောင်လိုပေါက်တက်ဖို့လုံမဲ့လို့ထင်ထားမိလားဒီစပင်ကန်းကတော့တကယ်ကိုတီးထိတ်ရင်ဖို့ပါပဲမိမလာလေးနှစ်ယောက်ကရုတ်တရက်သားရဲတွေအဖြစ်ပြောင်းလဲသွားပြီးလေပင်တွေကိုမီတာ100လောက်ထိဆွဲဆက်လိုက်တဲ့အခါမှာတော့ရှေ့ကလူတွေခမားကြောက်လန့်ပြီးထပ်ပြီးကိုတောင်ခြေလမ်းမရတော့ပါဘူးသားကောင်တွေဟာသားရဲရဲ့ပါဇက်ထဲရောက်ခါနီးဆဲဆဲမှုတေမင်းကတကားခေါနေပါပြီဒါပေမဲ့ကန်ကောင်းကျင်တော့တေးရေးရှင်ရေးအချင်းခိုက်ပါပဲအဝေးကနေပြန်ဝဲလာတဲ့လက်နက်ဟွက်တစ်ခုရောက်ရှိလာပါတယ်ဒီလက်နက်ရဲ့ဆွမ်းဟာကဘလောက်ပြင်းတယ်လဲဆိုရင်အမကြီးတောင်ပါစက်နားရောက်နေတဲ့သားကောင်ကိုစွန့်လွတ်ပြီးကြောက်တုံးကြတဲ့အသက်လူပုံးဆောင်လိုက်ရတဲ့အထိပါပဲညီမဖြစ်သူကလည်းကြောက်လန့်တကြားနဲ့သူ့ရဲ့လေဘင်းရွှေကြီးကိုချက်ချင်းပြန်ရုပ်သိမ်းလိုက်ရပါတယ်အန်အော်စရာအကောင်းဆုံးကတော့အဲ့ဒီလက်နက်ဟွက်ပါပဲတေချာကြည့်လိုက်တော့ဒါဟာရိုးရိုးခမောက်တလုံးမဟုတ်ပါဘူးလူတန်းကြက်တီးထားလောက်အောင်ပဲခမောက်ကနေခြေထောက်6ချောင်းထွက်လာပြီးတင့်ကူတကောင်လိုတခင်ဖြစ်သူစီကိုပြန်လျှောက်သွားတာကိုတွေ့ရမှာပါဒီလိုအသက်ဝင်နေတဲ့လက်နက်ဆန်းကိုပိုင်းဆိုင်ထားတဲ့သူရဲဟောင်းနဲ့ငွေမိတ်စာညီအမတွေရဲ့တိုက်ပွဲကတော့ရှောင်လွဲလို့မရတော့ပါဘူးဒါကတော့ rating 8.8 ထိရရှိထားပြီးပရိသတ်တွေကြားရေပန်းစနေတဲ့တရုတ်စိတ်ကူးရင် action ကားကောင်းတကားပဲဖြစ်ပါတယ် effect တွေတိုက်ကွက်တွေက share မိုက်တယ်မို့ action ကြိုက်သူတွေအတွက်လုံးဝလက်မလွတ်တဲ့ဇက်ကားကောင်းတကားလိုပဲညွှန်းဆိုပါတော့စေခင်ဗျာ